ကျွန်တော်တို့လူတွေမှာရန်သူမရှိတဲ့လူတွေများပါတယ်တငယ်ချင်းအပေါင်းအသင်းတွေပဲရှိတတ်ကြပါတယ်ဒါပေမဲ့အဲ့ဒီတငယ်ချင်းအပေါင်းအသင်းတွေကပဲသင်ရဲ့အောင်မြင်တိုးတက်မှုကိုတားဆီးပိတ်ဆို့တတ်ကြပါတယ်တေချာစဉ်းစားကြည့်ပါတိမ်ငှက်တကောင်ဟာမြင်မာတဲ့နေရာကိုမပြတ်တန်းနိုင်ဘူးဖြစ်နေတယ်ဆိုကြပါစို့အဲ့ဒီတိမ်ငှက်ကအမြင့်ကိုမပြတ်တန်းတက်လို့မဟုတ်ပါဘူးသူကမြေပြင်မှာရှိတဲ့ကြက်တကောင်နဲ့အတူတူအချိန်ကုန်ဆုံးနေလို့ပါအဲ့ဒီကြက်ကတိမ်ငှက်ကိုအမြင့်ကိုမပြန်တန်းနိုင်အောင်စီယုံဆွဲဆောင်ထားလို့ပါတိမ်ငှက်အမြင့်ကိုမပြန်တန်းနိုင်တာဟာရန်သူတွေရှိနေလို့မဟုတ်ပါဘူးသူ့ရဲ့အပေါင်းအသင်းကြက်တကောင်ကြောက်ပါသူပေါင်းတင်နေတဲ့အပေါင်းအသင်းမှားနေတာကတကယ်အကြောင်းရင်းပါလူတွေမှာလည်းအဲ့ဒီလိုပါပဲတင်းရဲ့အပေါင်းအသင်း9ယောက်ရဲ့အကျင့်စရိုက်တွေအတိုင်းတင်းဟာလည်းစင်တူရိုးမှာပဲဖြစ်နေမှာပါတင်းရဲ့ပေါင်းတင်ထဲမှာညီးတွားတတ်တဲ့လူရှိတယ်ဆိုလို့ရှိရင်အဲ့ဒီလူကဘယ်ရာပဲမဆိုမဖြစ်နိုင်တဲ့အကြောင်းရင်းတွေပေးတတ်ကြပါတယ်အတွေးလွန်တတ်တဲ့လူရှိနေတယ်ဆိုရင်အမြဲတမ်းတင်းကိုတန်တရားဖြစ်စေမဲ့မေးခွန်းတွေပဲမင်းနေပါလိမ့်မယ်နှောင်နေတတ်တဲ့လူရှိနေမယ်ဆိုရင်တင်းကစ조사နေချိန်မှာတင်းကိုသူကကြိတ်ပြီးတော့မကြည်မနှက်ဖြစ်နေပါလိမ့်မယ်သူတို့ရဲ့စိတ်နေစိတ်ထားဝင်ငွေအချင်းစရိုက်စင်ကြေတွေအတိုင်းတင်းကလည်းသူတို့နဲ့စင်တူရိုးမှာဖြစ်နေပါလိမ့်မယ်သူတို့နဲ့ကွဲပြားမှုတိတ်မရှိနိုင်ပါဘူးနေ့စဉ်နေ့တိုင်းသူတို့ရဲ့အကျင့်စရိုက်တွေကတင့်ကိုတဖြည်းဖြည်းကူးဆက်လာပါလိမ့်မယ်တင့်ရဲ့အပေါင်းအသင်းတွေကိုတေချာလေ့လာကြည့်ပါသူတို့ကိုတိုးတက်အောင်လုပ်နေလားစင်ကြေတွေပဲပေးနေလားသူတို့ကအသင့်ကိုတိုးတက်စေသလားဆုပ်ယုပ်စေသလားသူတို့ကအသင့်ကိုအမြင့်မှာပြန်တန်းစေနိုင်သလိုမြေပြင်မှာပဲအချိန်တွေကုန်ဆုံးစေနိုင်ပါတယ်အဲ့တော့သင့်ပတ်ဝန်းကျင်ကိုဂရုစိုက်ပါတင့်ပတ်ဝန်းကျင်ကအမြင့်ပြန်တန်းနေတဲ့လူတွေဆိုရင်တင်ကလည်းအမြင့်ပြန်တန်းနိုင်မဲ့အလေးကျင့်ရရှိနိုင်သလိုမြေပြင်မှာပဲပျော်မွေ့နေတဲ့လူတွေဆိုရင်တင်ကလည်းမြေပြင်မှာပဲပျော်မွေ့နေအောင်ပါတင်ရဲ့အမြင်အောင်ဘယ်လိုရှိပါလဲအောက်ကကွန်မန့်မှာရေးခဲ့ပေးပါခင်ဗျာ